nó sẽ có mà chuyện u bó u bề sao u bo u be dwe du we đi ra số mà u bó u bề đã đã sao or u bó u bề u bo u be u bo hi u bo bi u be hi u be bi u be na u bo du u be du dwe du we dwi hi dwi bi dwi hi dwi bi du we hi du we bi dwe na du we na dwi tu dwi tu du we tu đã u ba này tùy mà Brahma này đuôi à đuôi rồi u bó u bề này ao đôi thì này ao đôi của nó cũng này ao rồi đấy vậy u bó u bề này ao đôi thì này ao đôi của Brahma đuôi à giàu vậy tôi ăn nhà cái mấy gìတတိယနဲ့ပင်စမီယလည်းအများကြီးမဲ့ဆိုတာဟိပြီးအတူတူပဲအနည်းကြီးမရှိဘူးအနည်းကြီးမဲ့ဆိုတတိယနာပေါ့ပင်စမီဆိုတမအနည်းကြီးမဟုတ်တာအများကြီးပဲအများကြီးဝိဘတ်ပဲဆက်တယ်ဥဘောဟိဥဘောဘိဥပေဥပေဘိနှစ်ယောက်တိုးနှစ်ယောက်တိုးဖြင့်နှစ်ယောက်တိုးမှာစတုတ္တိနဲ့စတ္တိအတူတူပဲဥပိဏနှစ်ယောက်တိုးအားနှစ်ယောက်တိုးတတ္တမီရလည်းအတူတူပဲဥဘောသူဥပေသူတတ္တမီဥဘောသူဥပေသူနှစ်ယောက်တိုး၌နှစ်မျိုးရှိတယ်ဥဘောသူလည်းရတယ်ဥပေသူလည်းရတယ်ဒါကဒွိနဲ့ယောနဲ့ပေါင်းရင်ဒွေတုဝေပြောင်းတော့ဒွိနဲ့ဟိနဲ့ပေါင်းတော့ဒွိဟိဒွိပိဒွိဟိဒွိပိအတန်အတူအရှိပြောင်းသွားတော့ဒွိပေါ့နော်သူငကိုတိုင်းဆိုဒွိပေါ့မူရင်းကဒွိပဲဟိပိဒွိကနေမှဒွဝေပြောင်းတော့ဒွဝေပိဒွဝေနံဒွေနံဒွဝေနံစရုပ်နေဆိုနှစ်ယောက်တို့အားနှစ်ယောက်တို့ဒွိတုဒွဝေတုစကလုံးသုံးလုံးရှိတယ်ဒွိနဲ့သူနဲ့ပေါင်းတာဒါကမူရင်းတိုင်းပဲပေါ့နော်ဒါဆိုရင်အတန်ရှည်ပြောင်းသွားတယ်ဒါဒုဝေပြောင်းသွားတာဒုဝေတုဆိုကြည့်အောင်ပြန်ဆိုကြည့်အောင်ဥဘောဥပေဥဘောဥပေဥဘောဟိဥဘောဘိဥပေဟိဥပေဘိဥပေနံဥဘောတုဥပေတုဒွေဒုဝေဒွိဟိဒွိဘိဒွိဟိဒွိဘိဒုဝေဟိဒုဝေဘိဒွေနံဒုဝေနံဒွိတုဒွိတုဒုဝေတုဒါဆိုရင်ဥဘောဥပေနှစ်ယောက်တို့ဒီနှစ်ယောက်တို့ကိုဥဘောဥပေနှစ်ယောက်တို့သည်နှစ်ယောက်တို့ကိုတို့ဒီဆိုတာပထမကိုကြည့်ပြန်တာဒုတိယကျတော့တို့ကိုရောဥဘောဟိဥဘောဘိဥပေဟိဥပေဘိဥဘောဟိဥဘောဘိဥပေဟိဥပေဘိနှစ်ယောက်တို့ဖြင့်နှစ်ယောက်တို့မှနှစ်ယောက်တို့ဖြင့်နှစ်ယောက်တို့မှဥပေနံနှစ်ယောက်တို့အားနှစ်ယောက်တို့ဤဥပေနံနှစ်ယောက်တို့ဤနှစ်ယောက်တို့အားနှစ်ယောက်တို့ဤနှစ်ယောက်တို့အားနှစ်ယောက်တို့ဤစတုတ္တိဆိုအားပါနော်စတ္တိဆိုရင်ဤပိုင်ဆိုင်တတ္တမိကြတော့နေရာပြအချိန်ပြအောင်နော်ဥဘောတုဥပေတုနှစ်ယောက်တို့၌ဥဘောတုဥပေတုနှစ်ယောက်တို့၌ပြန်ဆိုကြပါဥဘောဥပေနှစ်ယောက်တို့သည်နှစ်ယောက်တို့ကိုဥဘောဟိဥဘောဘိဥပေဟိဥပေဘိနှစ်ယောက်တို့နှင့်နှစ်ယောက်တို့မှဥပေနံနှစ်ယောက်တို့အားနှစ်ယောက်တို့ဤဥပေတုဥဘောတုဥပေတုနှစ်ယောက်တို့၌ဒါဘာသာပြန်တာအတူတူပဲဥပပဲဖြစ်ဖြစ်ဒွိပဲဖြစ်နှစ်ခုနှစ်ယောက်ရဒွေဒုဝေနှစ်ယောက်တို့ဒီနှစ်ယောက်တို့ကိုဆိုကြည့်ဒွေဒုဝေနှစ်ယောက်တို့သည်နှစ်ယောက်တို့ကိုဒွေဟိဒွိဟိဒွိဘိဒွိဟိဒွိဘိဒုဝေဟိဒုဝေဘိနှစ်ယောက်တို့အားနှစ်ယောက်တို့နှင့်နှစ်ယောက်တို့မှဒွေနံဒုဝေနံနှစ်ယောက်တို့အားနှစ်ယောက်တို့ဤ
Dwitu Duwetu နှစ်ယောက်တို့၌ ဒါလည်းဥပယဆိုစလုံးကလည်းနှစ်ယောက်နှစ်ခုလို့အဓိပ္ပာယ်ရတယ်လိန်သုံးမျိုးပေါ့နော်ဆိုတော့ဥပယောဥပယေ ဥပယောဥပယေ ဥပယေဟိဥပယေဘိ ဥပယေဟိဥပယေဘိ ဥပယေတံဥပယေတာနံ ဥပယေတံဥပယေတာနံ ဥပယေတု ဥပယေတု ဥပယောဥပယာနိ ဥပယောဥပယာနိ ဥပယေဟိဥပယေဘိ ဥပယေဟိဥပယေဘိ ဥပယေတံဥပယေတာနံ ဥပယေတံဥပယေတာနံ ဥပယေတု ဥပယေတု ဥပယောဥပယာဥပယာယော ဥပယောဥပယာဥပယာယော ဥပယာဟိဥပယာဘိ ဥပယာဟိဥပယာဘိ ဥပယာတံဥပယာတာနံ ဥပယာတံဥပယာတာနံ ဥပယာတု ဥပယာတု ဆိုကြည့်ပါဥပယောဥပယေ ဥပယောဥပယေဥပယေဟိဥပယေဘိဥပယေတံဥပယေတာနံဥပယေတုဥပယောဥပယာနိဥပယေဟိဥပယေဘိဥပယေတံဥပယေတာနံဥပယေတုဥပယောဥပယာဥပယာယောဥပယာဟိဥပယာဘိဥပယာတံဥပယာတာနံဥပယာတု ဒီ၃ခုပေါ့နော်ပုံလေးဆိုတော့၃ယောက်တော့ယောက်ျားပေါ့နော်ပုံလေးကျ၃ခုတော့၃ပါးတော့စိတ်တို့ဒီပေါ့၃ယောက်တော့ main ကလေးတို့ဒီအဲ့လိုပဲပြန်တာအကုန်လုံးကတော့၃ယောက်တို့ဒီ၃ယောက်တို့ကို၃ယောက်တို့နှင့်၃ယောက်တို့ဖြင့်၃ယောက်တို့အား၃ယောက်တို့ဤ၃ယောက်တို့၌အဲ့လိုပဲပြန်တယ်နပုံလေးဆိုရင်တော့စိတ်လို့ပြန်တာအဲ့ဒီလိမ့်ဆိုတော့ main ကလေးပေါ့နော်ဒါတော့သူက adjective စလုံးအနေနဲ့နေတတ်တယ်သူကလည်းလိန်၃မျိုး꿰တယ်နော်ပုံလေးနဲ့ပုံလေးအဲ့ဒီလိမ့်ဆိုခြင်းမယ်တယော တယော တိဟိတိဘိ 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 ဒိဏံဒိဏနံ တိဏံတိဏနံ တိတုတိတု တိတုတိတု တိနိ တိနိ တိဟိတိဘိ 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 ဒိဏံဒိဏနံ တိဏံတိဏနံ တိတုတိတု တိတုတိတု တိတ်သော တိတ်တော တိဟိတိဘိ 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 တိတ်တနံ တိတ်တနံ တိတုတိတု တိတုတိတု ပြန်ဆိုရအောင် တယောတိဟိတိဘိတိဟိတိဘိတိဏံတိဏနံတိတုတိတုတိနိတိဟိတိဘိတိဟိတိဘိတိဏံတိဏနံတိတုတိတုတိတ်တောတိဟိတိဘိတိဟိတိဘိတိန်တနံတိတုတိတု ဒါ၄ခုစတ္တရောစတုရောဆိုရင်ဒါပုံလေးဆိုရင်၄ယောက်တော့ယောက်ျားတို့ဒီစတ္တရီနှစ်ပုံလေးဆိုရင်၄ပါးတော့စိတ်တို့ဒီဒါအဲ့ဒီဆိုရင်စတ္တတော့၄ယောက်တော့ main ကလေးတို့ဒီအဲ့လိုကိုထည့်ပြန်အောင်ဆိုကြည့်မယ်စတ္တရောစတုရော စတ္တာရောစတုရော စတုဟိစတုဘိ 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 စတုဘိစတုဟိစတုဘိ စတုဘိ စတုဘိ စတုနံ စတုနံ စတုတုစတုတု စတုတုစတုတု စတ္တာရိ စတ္တာရိ စတုဟိစတုဘိ 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 စတုဘိ စတုဘိ စတုနံ စတုနံ စတုတုစတုတု စတုတုစတုတု စတ္တသော စတ္တတော စတုဟိစတုဘိ
Satuhi stubi. စတုဟိစတုပိ Satuhi stubi. စတုပိ Satobi. စတတ္တနံ Satatana. စတုတုစတုတု Stutu stutu. ပြန်ဆိုကြပါ Sataro. Saturo. Satuhi stubi. Stuhi stubi. Stuhi stubi. Stobi. Satona. Satutu. Satutu. Satari. Satuhi stubi. Satuhi stubi. Stobi. Satona. Stutu. Satutu. Satato. Satuhi stubi. Satuhi stubi. Stobi. Satatana. Stutu. Satutu. ပင်စပင်စာဟိပင်စနံပင်စတု Pensa. Pensahi. Pensana. Pensatu. ဒါကပထမဒုတိယဟိုလိန်သုံးပါးလုံးတူတယ်ဆိုမိန်းကလေး9ယောက်လို့ပြောကြတယ်ပင်စ9ယောက်တော့မိန်းကလေးတို့သည်မိန်းကလေးတို့ကိုပထမနဲ့ဒုတိယစိတ်ကိုပြောကြတယ်ပင်စ5ပါးသောစိတ်တို့သည်စိတ်တို့ကိုယောက်ျားပြောကြတယ်ပင်စ9ယောက်သောယောက်ျားတို့သည်ယောက်ျားတို့ကိုလိန်သုံးပါးလုံးတို့အတူတူပဲခုနတိတို့စတုတို့မတူပုံလင်းဆိုတမျိုးဒါပေမဲ့တူတာတွေများတယ်ပေါ့နော်ပုံလင်းတဲ့ပုံအဲ့ဒီတင်ကွဲဒါမကွဲဘူးလိန်သုံးပါးလုံးပင်စတစ်ခုတည်းမဟုတ်ပင်စကနေစပြီးတော့5ခုကဏ္ဍကနေ18ခုကဏ္ဍအထိဒီဟာလေးတစ်ခုကိုရလို့ရှိရင်6ခု9ခု10ခု9ခု10ခု11ခု12ခု13ခု14ခု15ခု16 19 18ခုကဏ္ဍအထိပေါ့ပင်စပင်စာဟိပင်စနံပင်စတုပဲ5ခုအတွက်6ဆိုလို့ရှိရင်စဟိစနံစတု9ခုဆိုရင်တတ္တဟိတတ္တနံတတ္တတုအဲ့လိုသွားတစ်ခုရလို့ရှိရင်ပင်စအတိုင်းပဲဆိုတော့6ခွန်8ဖို့30 17 13 14 15 16 19 18ခဏလေးအထရတ္တဆိုတာ18 18ရောက်တော့ယောက်ျားတို့ဒီယောက်ျားတို့ကိုဆိုရင်အထရတ္တရေးရမှာနော်ဒါက18ပါးသောစိတ်တို့ဒီဆိုရင်အထရတ္တမိန်းကလေးတို့ဒီဆိုရင်အထသူကလိန်မပြောင်းလိန်တူတယ်လို့ပြောတာနော်လိန်သုံးပါးလုံးတူတယ်ပုံစံမပြောင်းပင်စာဟိ9ယောက်တို့ဖြင့်9ယောက်တို့မှဆိုလဲ18ယောက်တို့ဖြင့်18ယောက်တို့မှဆိုလဲအထရတ္တဟိ9ယောက်တို့9ယောက်တို့ဤဆိုရင်18ယောက်တို့18ယောက်တို့ဤဆိုရင်အထရတ္တနံ9ယောက်တို့၌ပင်စာတုဆို18ယောက်တို့၌ဆိုအထရတ္တတုဒီတစ်ခုသိလို့ရှိရင်အကုန်သိတယ်မလား91မှာဆိုကြည့်ဘိက္ခုဘိက္ခုဘိက္ခော Beku. Beku. Bekawo. Bo. Beku. Bondo. Beku. Bekawe. Bekawo. Beko. Beku. Bekawo. Beku na. Beku hi. Beku bi. Beku hi. Beku bi. Beku ta. Beku no. Beku na. Beku na. Beku tama. Beku na. Beku hi. Beku bi. Beku hi. Beku bi. Beku ta. Beku no. Beku na. Beku na. Beku tame. Beku mi. Beku tu. Beku tu. ဒါဒီစလုံးလေးအတွေ့များအတိတ်ဘာသာပြန်ဆိုကြည့်ရင်ဘိက္ခုယဟန်ဒီဘိက္ခုဘိက္ခောယဟန်တို့ဒီဘောဘိက္ခုအိုယဟန်ဘွန်တော်ဘိက္ခုဘိက္ခွေဘိက္ခောအိုယဟန်တို့ဆိုကြည့် Beku. Yahandi. Beku. Bekawo. Yahando di. Bo. Beku. O yahan.
Bondo, Beku, Uyahando, Bekawi, Bekawa, Uyahando, Beko, Yahango, Beku, Bekawa, Yahando, Beku na, Yahanit, Beku he, Beku be, Beku he, Beku be, Yahando ne, Beku na, that, Bek, Yahando ne, Beku na, Yahando, Yahanit, Beku he, Beku be, Beku he, Beku be, Yahando ne, Beku na, Yahan a, Beku he, Beku be, Beku he, Beku be, Yahando a, Bekota, Yahan a, Beku no, Yahan a, Beku na, Yahando a, Beku tama, Beku na, Yahan ma, Beku he, Beku be, Beku he, Beku be, Yahando a, Bekota, Beku no, Yahan e, Beku na, Yahando a, Beku tame, Beku mi, Yahan night, Beku tu, Yahando night. Rồi bây giờ nhà hàng của cán bộ mà cán bộ nhà mà đâu này active voice mà kia nhà throw the midi bây giờ nhà của ông đi xí coi rồi tắt ba sen này cái số tắt ba sen tí sẽ thay present sentence mà cái số ba quá chắc kia nhà throw the midi cắt đá bộ để đi bây giờ này bộ của sen thì sẽ đâu thì này gì này bây giờ ta nhà à để đi bây ba của bây giờ này sen bộ phận ban của lưu ý bọn bây lưu ýဒီရဲ့စလုံးတွေကအဲ့လိုပဲသုံးတာနော်ဆိုကြည့်မယ်တထရောတထ Tataro, Tata, Bo, Tata, Bondo, Tataro, Tataran, Tato, Tataro, Tatari, Tatara, Tatana, Tatuna, Tatari hi, Tatari bi, Tatu hi, Tatu bi, Tatu no, Tatota, Tatarana, Tatana, Tatuna, Tatutama, Tatuma, Tatara, Tatuna, Tatarihi, Tataribi, Tatuhi, Tatubi, Tatu no, Tatota, Tatarana, Tatana, Tatuna, Tatutame, Tatumi, Tatari, Tataritu, Tatutu. ဒီမှာကင်းညာသရောသမီးဒီဝန္တတိရှိခိုးဒါကတ္တဟောဝကြမယ်ကံဘုတ်ကိုဒီနေရာမှာရှိတဲ့စလုံးတွေသုံးတယ်တထရံတတ်ထောဖရာကိုကင်းညာသရောသမီးတထရံဖရာကိုဝန္တတိရှိခိုးတထရံမသုံးတယ်တတ်ထောမှာနှစ်မျိုးရေးလို့ရတယ်ကင်းညာတထရံဝန္တတိကင်းညာတတ်ထောဝန္တတိ
လှူတာကြလို့ရှိရင်ရတဲ့ပုဂ္ဂိုလ်ကဒီနေရာမှာရှိတဲ့စလုံးနဲ့ရေးရမယ်လို့ပြောတာတထုနော်တထုတကင်ညာသရိုသမီးဒီဒေတိပေးလူဘာလှူတာလဲဆိုတော့စီဝရံသင်္ကန်းကိုဒီနေရာမှာရှိတဲ့စလုံးပဲစီဝရံသူကစိတ်ဓာတ်နဲ့တူတယ်စိတ်တန်နေဆိုစီဝရံနေပါနော်ဒါစီဝရံသင်္ကန်းကိုလှူဤဘယ်လိုလှူတာလဲဆိုမြတ်စွာဘုရားရတာဆိုတော့ခံယူသူဆိုတော့ဒီနေရာမှာရှိတဲ့စလုံးနဲ့ရေးရတယ်အဲဒီမှာတထုတဘုရားအားဗမာလိုဆိုတော့ဘုရားကိုလှူဤပေါ့ပါဠိကတော့ဂိုလို့ပြန်ရတယ်သို့တော့ဒီစလုံးမဆက်နဲ့ပေါ့နော်ဒုတိယမဆက်နဲ့တတ်ထာရံလို့မသုံးနဲ့တထုတလို့သုံးလို့ပြောတာဒါသူရဲ့သုံးတော့အားလှူဤပေါ့ကြည်ညိုဤကင်ညာသရိုသမီတိပတိဒါကကြည်ညိုတာပတိဒတိကဤကင်ညာကတ္တဘုပတိတိကြည်ညိုဤပါဠိမှာကျတော့နှိုက်ကြည်ညိုလို့သုံးတယ်ဖျားနှိုက်ကြည်ညိုဤဗမာစာတော့ဖျားကိုကြည်ညိုဤဆိုရင်တတ်ထာရံလို့ရေးမိမှာပေါ့ဒါပဲဒီနေရာမှာဖျားနဲ့ကြည်ညိုဤလို့ရေးမယ်ဆိုရင်တထုသမိန်တထုမိတထရိသုံးလုံးနဲ့တစ်လုံးရေးလို့ရတယ်ကင်ညာတထရိပတိတိကင်ညာတထုသမိန်ပတိတိကင်ညာတထုမိပတိတိပိတာပိတရောပိတာပိတရောပိတာဘောပိတာပိတာဘွန်တော်ပိတရောပိတာပိတရံပိတောပိတရောပိတရေပိတရာပိတုနာပိတရေဟိပိတရေဘိပိတုဟိပိတုဘိပိတုနောပိတုတ္တပိတရာနံပိတာနံပိတုနံပိတုတမပိတုမာပိတရာပိတုနာပိတရေဟိပိတရေဘိပိတုဟိပိတုဘိပိတုနောပိတုတ္တပိတရာနံပိတာနံပိတုနံပိတုတမေပိတုမိပိတရိပိတရေတုပိတုတုဒီမှာဆိုရင်ပိတာအဖတိရဲ့ဒီညမှာရှိရစလုံးကတ္တဘုတ်ပေါ့နော်ခေစတိကသွားရည်တဲ့ကရိယာဘုတ် active voice ပဲကရိယာက active voice ဆိုရင်ဒီညမှာရှိတဲ့စလုံးတိလို့ပါတာပြန်တယ်ပိတာအဖတိခေစတိသွားဘယ်ဟိုသွားရလဲဆိုရင်ဒီမှာရောက်တဲ့နေရာဝိဟာရံကျောင်းတို့တယောက်ထဲလားဆိုမဟုတ်တတ်တိန်အတူတဲ့နော် together အဲ့ဒါဆိုရင်ဒီနေရာမှာရှိတဲ့စလုံးသုံးရပုဒ္ဒကပုရိသနဲ့တူတော့ပုဒ္ဒေနာပေါ့ပုဒ္ဒေနာဒီနေရာမှာရှိတဲ့စလုံးတကယ်လို့ဒီနှစ်ခုကိုပြောင်းရမယ်ဆိုရင်ပုဒ္ဒောသားသည်ပုဒ္ဒပုရိသနဲ့တူတယ်ပုဒ္ဒောသားသည်အဖေနဲ့အတူဆိုရင်ပိတုနာပိတရေနာပိတရာပိတုနာပေါ့နော်ပိတရာပိတုနာတတ်တယ်အဲ့လိုရမယ်ပိတရာတတ်တယ်ပိတုနာတတ်တယ်ဝိဟာရံကိစ္စတိအဲ့တော့နှစ်တတ်တယ်ဆိုတဲ့စလုံးနဲ့တွဲမဲ့စလုံးကဒီညမှာရှိတဲ့စလုံးကိုသုံးပါပုဒ္ဒေနာတတ်တယ်ပိတုနာတတ်တယ်အဖေနဲ့အတူဝိဟာရံကြောင့်တို့ကိစ္စတိတော့ဒါပုဒ္ဒောတာဒီဝန္တတိရှိခိုးဤဒါပုဒ္ဒောတာဒီဝန္တတိဒါလည်း active voice ဒါကံပုတ်ပေါ့နော်ရိုးကံပုတ်ဆိုရင်ဒီမှာပိတရံဒါမှမပိတုံပုဒ္ဒောပိတရံဝန္တတိပုဒ္ဒောပိတုံဝန္တတိအဲ့လိုရေးပါအဲ့လိုပြောတာမာတာမာတရောမာတာမာတရောဘောဓိမာတမာတာဘောဓိယောမာတရောမာတရံမာတုံမာတရောမာတရီမာတရာမာတုယာမာတရီဟိမာတရီဘိမာတုဟိမာတုဘိမာတုမာတုတ္တမာတုယာ
Matrana Matana Matuna Matra Matuya Matrihi Matribi Matuhi Matubi Matu Matuta Matuya Matrana Matana Matuna Matutame Matumi Matri Matuya Matuya Matretu Matutu ဒီညမှာရှိရစလုံးဆိုနှိုက်ပါနော်အမေနှိုက်ပါနော်မာတုကအမေတမိန်ဆက်တော့နှိုက်ဖြစ်သွားတော့ပုံစံပြောင်းလဲပုံကဒါဆိုဘာမှမပြောင်းလဲပြောင်းလဲပုံဘယ်နှခုရှိလဲဆိုတော့1 2 3 4 5 5ခုအမေနှိုက်ဆိုတဲ့မြန်မာစလုံးရေးမယ်ဆိုရင်ပါဠိလို5လုံးရေးလို့ရတယ်မာတုတမိန်မာတုမိမာတရိမာတုယာမတုယာအမေဒီဆိုရင်မာတာပဲနော်အမေတို့ဒီဆိုရင်မာတော်အဲ့လိုရမှာအမေကိုဆိုမာတရံတောင်းမာတော်အမေနဲ့ဆိုမာတရာမာတုယအမေနဲ့အတူဆိုမာတရာတတ်တယ်မာတုယတတ်တယ်ဝိဟာရံကိစ္စတိဝဏံကိစ္စတိအမေနဲ့အတူနေဤဆိုရင်မာတရာတတ်တယ်မာတုယတတ်တယ်ဂေဟေဝတ္တိအိမ်၌နေဤပေါ့အမေနဲ့အတူအိမ်၌နေဤပုတ္တောသားသည်မာတရာတတ်တယ်အမေနဲ့အတူမာတုယတတ်တယ်အမေနဲ့အတူဂေဟေအိမ်၌ဝတ္တိနေဤမနာမနောဆိုရင်မနာမနော Mana Mano Mana Manani Bo Mana Mana Bondo Mana Manani Mana Mano Mani Manani Manina Manata Manihi Manibi Manata Manato Manana Manatama Manama Mana Manihi Manibi Manata Manato Manana Manatame Manami Manati Mani Manitu ဘာသာပြန်ပြောမနာမနောစိတ်ဒီ Mana Mano Saiti Mana Manani Saitoti Bo Mana Mana O Sai Bondo Mana Manani O Saito Mana Mano Saiku Mani Manani O Saiku Saitoku Manina Manita Manata Saitnit Manihi Manibi Saito ne Manata Manato Saita Manana Saito a Manatama Manama Mana Saitma Manihi Manibi Saito ma Manata Manato Saito I Sai Manana Saito I Manatame Manami Manati Mani Saitnai Manitu Saito nai ဖတ်စာသားကြတယ် ဟုတ်ပြီနော်ခောစရိဘိခဝေစရထ Go Sari Bhikkhave Saratha တကေပတိကေဝိတယေ Pake Pitike Vitaye ခောစရိဘိခဝေစရန္တာ Go Sari Bhikkhave Saranta တကေပတိကေဝိတယေ Take Pitike Vitaye အာယုနာပိဝိဒိတထ Ayunapi Vuddhaittatha ဝနေနာပိဝိဒိတထ Vonenapi Vuddhaittatha ဒုခေနာပိဝိဒိတထ Tukhenapi Vuddhaittatha
ဘောဂေနာပိဝုဒိတထ ဘောဂေနာပိဝဋ္ဌိတထာ ဗလေနာပိဝုဒိတထ ဗလေနာပိဝဋ္ဌိတထာ တစ်ခေါက်ပြန်ဆိုကြည့်ပါ ဂောစရိဘိက္ခဝေစရထတကိပိတိကေဝိတယေဂောစရိဘိက္ခဝေစရန္တာတကိပိတိကေဝိတယေအာယုနာပိဝဋ္ဌိတထာဝနေနာပိဝဋ္ဌိတထာဒုခေနာပိဝဋ္ဌိတထာဘောဂေနာပိဝဋ္ဌိတထာဗလေနာပိဝဋ္ဌိတထာ ဒီမှာစရဆိုတာလေးကကျင့်လို့အဓိပ္ပာယ်ဒါရုနောက်မှာပစ္စုပန်ဆက်မယ်ဆိုရင်စရတိကျင့်ဤလို့အဓိပ္ပာယ်အများကိန်းဆိုရင်စရန္တိတကယ်လို့တုဆက်မယ်ဆိုရင်စရတုကျင့်ကြပါလို့အဓိပ္ပာယ်စရန္တုကျင့်ကြပါစရတုကျင့်ပါစရန္တုကျင့်ပါစရဟိကျင့်ပါစရထဟောဒီမှာစရထကရိယာစရကကျင့်မယ်ရုနောက်ကထဆက်တာထကပင်စမီထပါနော်တိုက်တွန်းတောင်းမှာအဲ့ဒီအဓိပ္ပာယ်နဲ့သုံးတာတိုက်တွန်းတောင်းမှာအဲ့တော့သူ့မှာ6လုံးရှိတယ်တုအန်တုဟိထနောက်ဆုံးကမိမပေါ့နော်မိမအဲ့ဒီမှာအလေကောင်ကဆိုရင် second person ဖြစ်တဲ့အတွက်ကြောင့်ဟိအနည်းကိန်းဆိုရင်ဟိအများကိန်းဆိုရင်ထသူကအများကိန်းဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ကတ္တပုတ်ကယူလို့အဓိပ္ပာယ်တုံးမေပဲဖြစ်ရမယ်ပါမပါအဲ့အဓိပ္ပာယ်ပဲရှိရမယ်စရထဘေကုယံတို့စရထကျင့်ကြကုန်လို့ဆိုဒီရက်မှတော့မပါအောင်ဒီမှာတဝက်ကြပြီးသွားဒီဘက်မှာတုံမေဆွဲစလုံးမပါအောင်မပါပေမဲ့သူ့ရဲ့ကတ္တပုတ်ကဒါပဲမင်းတို့ကျင့်ကြလို့ပြောတာဘေကုယံတို့တုံမေတင်တို့ဒီစရထကျင့်ကြကုန်လို့ဘယ်မှာကျင့်ရမှာလဲဆိုကျင့်စရာနေရတနည်းပြောတော့ကျက်စားကြကုန်လို့ပါဂောစရိတဲ့နော်ဒါနေရာပြအာယုံ၌ဂောစရဆိုတာအာယုံကျက်စားရအာယုံဒါတမိန်ဥပဆက်ရတာဂောစရိအာယုံ၌စရထကျက်စားကြဂောစရိအာယုံ၌ကျင့်ကြကုန်လို့အဲဂောစရိကိုမှ information ဖြည့်ပေးတာတကေပတိကေဝိတယေတကဆိုတာမိမိဥစ္စာလို့ထည့်ပေးရတယ်သူ့ကို information ဖြည့်တော့သူ့အတိုင်းပဲဒီဂောစရိအတိုင်းပဲတမိန်ဥပဆက်တယ်ဒါပေမဲ့တောလို့ဘာသာပြန်တယ်တကေမိမိဥစ္စာဖြစ်တော့ပတိကေဝိတယေတဲ့နော်ဝိတယေအာယုံဖြစ်တော့ပါနော်ဝိတယဆိုအာယုံတမိန်ဆက်ရတာပတိကေမှဝိတယေကမှပတိကေဆိုရဖြစ်တာပတိကေအဖဖြစ်တော့ငါဖះမလာတော့ဒါအဖရဲ့ဥစ္စာဖြစ်တော့လို့တည်းပြရတယ်ပတိကအဖေရဲ့ဥစ္စာပါနော်အဖေဥစ္စာဖြစ်တော့ဝိတယေအာယုံဖြစ်တော့ဂောစရိအာယုံ၌စရထကျင့်ကြကုန်လို့လောလည်းပြောနေတရားကျင့်လို့ပြောတာမြတ်စွာဘုရားပေးတဲ့တရားနိလန်တိုင်ကျင့်လို့ပြောတာနောက်တော့ကြဒီမှာဝတ္တဆိုတာတိုးလို့တွေပြန်ဒါရုပဲဝါဓာရင်မုံနဲ့ဓာရင်ကောင်းဆင့်ထားတာဝတ္တဆိုတာတိုးနောက်ကပစ္စုပန်တိဆက်မယ်ဆိုရင်ဝတ္တတိတိုးဤလို့တွေပြန်တိုးပွားဤ increase ဖြစ်တယ်လို့ပြောတာဝတ္တတိတိုးပွားဤများလာတယ်ရလာတယ်လို့ပြောဝတ္တတိတိုးပွားဤဒီမှာကြတော့တထဆိုတာဆက်ထားတယ်ပစ္စုပန်ဆိုရင်
တိအန်တိပေါ့ဤကြဤပေါ့နော်ဝတ္တိဝတ္တန်တိတိုးဝါဤပေါ့second person ဆိုဝတ္တိဝတ္တထfirst person ဆိုဝတ္တာမိဝတ္တာမအနာဂတ်လို့ရှိရင်ရှေ့မှာတာကြီးထည့်လိုက်ပါနော်တတိတိုးပွားလိမ့်မည်အဓိပ္ပာယ်ရတယ်ဝတ္တာကတိုးပွားပါတတိကလိမ့်မည်နောက်ကတတိဆိုင်တော့လုံးကြီးတင်ပေါ်လာတာပေါ့နော်အဲ့တော့ဒီမှာဤပေါ်လာတာဝတ္တိဝဋိတတိဝဋိတန်ဒီဝဋိတတိဝဋိတထဒီကောင်ဆက်တာဒီတထဆက်တာသူကလည်း second person အများကြီးပဲနော်ဝတ္တာကသူ့တထကကြလိမ့်မည်ဤကပေါ်လာတာတိုးပွားလိမ့်မည်တိုးပွားလက်တန့်လို့ပြန်သူ့ရဲ့ကတ္တဘုဒီဝါကြတယ်မှာမရှိဘူးနော်ဂောစရိဘိက္ခဝေစရန္တာတကေပိဋိကေဝိတယေအဲ့တော့ဒီသူကတ္တဘုထည့်မယ်ဆိုရင်တုံမေပဲထည့်ရမှာဒီတုံမေပဲတုံမေတင်တို့ဒီဝဋိတထတိုးပွားလက်တန့်တုံမေကကတ္တဘုsecond person အများကြီးယူဝဋိတထဘာနဲ့တိုးပွားမှာလဲဆိုရင်အာယုနာအာယုကအသက်ပဲနာကအားဖြင့်ပေါ့နော်ပိကလည်းအသက်အားဖြင့်လည်းတိုးပွားလိမ့်မယ်အသက်ရှည်လိမ့်မယ်လို့ပြောတာအဲ့တော့ဘလို့တုံမေတင်တို့ဒီအာယုနာပြီးအသက်အားဖြင့်လည်းဝဋ္ဌတတိတိုးပွားလိမ့်မယ်တင်တို့ကဘလို့တင်တို့လဲဆိုတော့ဒီတုံမေကို information ဖြည့်ပေးတာစရဆိုတာကကျင့်လို့ထိပ်ပြန်သူ adjective လို့ရှင်သူ့နောက်ကအန်တလေးဆက်လိုက်တာစရန္တကျင့်တော်လို့ထိပ်ပြန်သူကအများကြီးဖြစ်တဲ့အတွက်ကြောင့်ရောဆက်အားပြောင်းတော့စရန္တာကျင့်ကုန်သောတုံမေတင်တို့သည်စရန္တာကျင့်ကုန်သောတုံမေတင်တို့သည်အဲ့တော့ဘာကိုကျင့်တာလဲဆိုတော့ဘယ်မှာကျင့်တာလဲဆိုတော့တကေမိမိဥစ္စာဖြစ်တော့အပေါ်အတိုင်းမှာပိဋိကေအဖိုင်းဥစ္စာဖြစ်တော့ဝိတယေအာယုံဖြစ်တော့ဂောစရိအာယုံ၌စရန္တာကျင့်ကုန်သောတုံမေတင်တို့သည်အာယုနာပြီးအတ္တအားဖြင့်လည်းဝဋ္ဌတတိဝဋ္ဌတတတိုးဝါလက်တတိုးဝါကုန်လက်တနောက်ဝဏ္ဏေနပြီးဝဋ္ဌတထဝဏ္ဏကအဆင့်နာနေအိနာပြောင်းတော့ဝဏ္ဏေနပေါ့သူကပုရိသေနနဲ့တူတယ်ဒီဟာကျတော့အာယုဖြစ်တဲ့အတွက်ကြောင့်တချောင်းငင်ဆုံးတဲ့စလုံးဖြစ်တဲ့အတွက်ကြောင့်နာမပြောင်းဒါကဝဏ္ဏဆိုအာဆုံးတဲ့စလုံးဆိုပုရိသေနနဲ့တူတော့နာနေမှာအိနာပြောင်းတော့ဝဏ္ဏေနပြီးအစင်းအားဖြင့်လဲဝဋ္ဌတထတိုးဝါကုန်လက်တဒုက္ခချမ်းသာပေါ့သူကလည်းစိတ်ဓာတ်နဲ့တူမယ်ထင်တယ်နာနေမှာအိနာပြောင်းတော့ဒုခေနာပြောရတယ်ချမ်းသာအားဖြင့်လဲဝဋ္ဌတထတိုးဝါကုန်လက်တဘောဂေနနာနေအိနာပြောင်းတယ်ဘောဂေနစည်းစိမ်အားဖြင့်လဲဝဋ္ဌတထတိုးဝါလက်တဗလေနပိဗလကအာဆွမ်းမှာခွန်အားဗလနာဆက်အိနာပြောင်းအာဆွမ်းအားဖြင့်ပိကလဲပေါ့နော်ဝဋ္ဌတထတိုးဝါပိလဲဆိုတာတခုတည်းမဟုတ်အသက်တင်ရှည်မှာမဟုတ်ဘူးနော်အဆင့်နဲ့လာမှာမဟုတ်အသက်လဲရှည်မယ်အဆင့်လဲလှမယ်ချမ်းသာလဲတိုးပွားလိမ့်မယ်စီစဉ်ဥစ္စာလည်းတိုးပွားလိမ့်မယ်ခွန်အားဗလာလည်းတိုးပွားလိမ့်မယ်လို့ပြောတာမြတ်စွာဘုရားပြည့်တဲ့နီလန်တိုင်းတရားအားထုတ်ရင်ဘုရားရဲ့အမွေဆက်ခံမယ်ပေါ့နော်တရားအမွေကိုဆက်ခံမယ်ဆိုရင်တဲ့ပိဋိကေဝိတယေဂောစရိစရန္တာပေါ့နော်ဘုရားကပေးတဲ့ကိုလိုရမယ့်အလုပ်ဖြစ်တဲ့အလုပ်ကိုလုပ်ရင်တင်တို့တည်တဲ့နော်အသက်အားဖြင့်လည်းတိုးဝါလိမ့်မယ်အဆင်းအားဖြင့်လည်းတိုးဝါလိမ့်မယ်ချမ်းသာအားဖြင့်လည်းတိုးဝါလိမ့်မယ်စီစဉ်အားဖြင့်လည်းတိုးဝါလိမ့်မယ်ဗလာအားဖြင့်လည်းတိုးဝါလိမ့်မယ်လို့ပြောတာတစ်ခေါက်ပြန်ဆိုကြည့်ပါခောစရိဘိက္ခဝေစရထခောစရိဘိက္ခဝေစရိထတကေပိဋိကေဝိတယေခောစရိဘိက္ခဝေစရန္တာတကေပိဋိကေဝိတယေအာယုနာပိဝဋ္ဌိတထဝနေနာပိဝဋ္ဌိတထဒုခေနာပိဝဋ္ဌိတထဘောဂေနာပိဝဋ္ဌိတထဗလေနာပိဝဋ္ဌိတထ
အာယုနာနော်အသက်အားဖြင့်တိုးဝမ်းလိမ့်မယ်ဆိုတဲ့နေရာမှာအသက်ဆိုတာဘာလဲပေါ့နော်မေးစရာရှိအောင်ဒါကြောင့်ဒီဝါကြဆက်လာတယ်ကိဉ္စဘိက္ခုဝေဘိက္ခုနောအာယုတမေအာယုဆိုတာအသက်ပဲဒီမှာကျတော့အာယုနောက်ကနာဝိပတ်ဆက်တာအာယုနာအသက်အားဖြင့်ပိကလဲပေါ့နော်ဒီမှာကျတော့အာယုအသက်နောက်ကတမိန်ကနှိုက်ပေါ့နော်သို့တော့ဒီနေရာမှာတမိန်က location ကိုမပြအောင် subject ကိုပဲပြတယ်တဲ့တခါတခါကျရင်အဲ့လိုဖြစ်တတ်တယ်သူကကတ္တာအနေနဲ့သုံးတယ်ပေါ့နော်ပထမဝိပတ်ကတ္တာနဲ့မှတက်တယ်အဲ့လိုစာရေးတာသူ့ကိုအာယုဆိုတဲ့စကားလုံးတိုင်းဘာသာပြန်ရတယ်တိဝိပတ်ဆက်ထားတဲ့ပုံစံတိုင်းပြန်ဆိုတော့နှိုက်လို့မပြန်မဲနဲ့တီလို့ပြန်တာအာယုအသက်တီရှေ့ဆုံးကကိဉ္စဆိုတာ question what ကိဉ္စဘာလဲပေါ့နော်အသက်ဆိုတာဘာလဲဘိက္ခုယဟန်တို့ဒါခေါ်တဲ့စလုံးမှာဘိက္ခုနောယဟန်ဤဘိက္ခုကယဟန်တနောကိုပြောင်းသွားတာဘိက္ခုနောယဟန်ဤဘိက္ခုတဘိက္ခုနောပေါ့တကတကြီးကိုပြောင်းရင်ဘိက္ခုတယဟန်ဤနောကိုပြောင်းတော့ဘိက္ခုနောယဟန်ဤဘိက္ခုတဘိက္ခုနောနှစ်မျိုးရတယ်ပေါ့နော်ဒီနေရာမှာသူကအသက်ရှင်မယ်လို့ပြောတာယဟန်နေအသက်ရှင်မယ်လို့ပြောတာယဟန်ရဲ့အသက်ဆိုတာဘာလဲပေါ့နော်ဘိက္ခုယံတို့ဘိက္ခုနောယံအာယုတမေအသက်ဒီကိဉ္စအဘေနီဒါမေခွန်းထုတ်တာပေါ့နော်ဒီဝါကြဆိုကြည့်မယ်ကိဉ္စဘိက္ခဝေဘိက္ခုနောအာယုတမေကိဉ္စဘိက္ခဝေဘိက္ခုနောအာယုတမေဣဒဘိက္ခဝေဘိက္ခုဣဒဘိက္ခဝေဘိက္ခုသန္တသမာဓိဗရာဏသင်္ခါရသမန္နာကတံသန္တသမာဓိတထာနာသင်္ခါရသမန္နာကတံဣဒိပါဒံဘာဝေတိဣတိပါဒံဘာဝေတိဒါအောက်ဆိုင်ဆိုဣဒိပါဒံဘာဝေတိဣတိပါဒံဘာဝေတိဝိရိယတမာတိပဒါနသင်္ခါရသမန္နာကတံဝရိယတမာတိပဌာနာသင်္ခါရသမနာကတံဣတိပါဒံဘာဝေတိဣတိပါဒံဘာဝေတိဒီမှာသန္တာအောင်ဝိရိယစိတ်တဝိမန္တအောင်နော်သန္တာဓိပတိဝိရိယဓိပတိစိတ်တဓိပတိဝိမန္တာဓိပတိအဲ့ပုံစံတိုင်းပဲနောက်ကစလုံးကတူတယ်ဆိုမယ်စိတ်တသမာဓိပဓာနဒီကောင်ဓာတ်ဆက်ဆိုပဓာနသင်္ခါရသမနာကတံဣတိပါဒံဘာဝေတိစိတ်တသမာဓိပဓာနသင်္ခါရသမနာကတံဣတိပါဒံဘာဝေတိဝိမန္တာသမာဓိဗရာဏသင်္ခါရသမနာကတံဣတိပါဒံဘာဝေတိဝိမန္တာသမာဓိပဓာနသင်္ခါရသမနာကတံဣတိပါဒံဘာဝေတိသောဣမေတံစတုံနံဣတိပါဒနံသောဣမေတံစတုံနံဣတိပါဒနံဘာဝိတတဘဟုလီကတတအာကင်ခမာနောဘာဝိတတာဘဟုလိကတတာအာကင်ခမာနောကပ္ပံဝါတိဋ္ဌေယကပ္ပဝတေတံဝါကပ္ပံဝါတိဋ္ဌေယကပ္ပဝတေတံဝါဣဒံခောဘိက္ခဝေဘိက္ခုနောအာယုတမေဣဒံခောဘိက္ခဝေ
Bhikkhu no Ayu Tamai တစ်ခါပြန်ဆိုရ Kinsa Bhikkhave Bhikkhu no Ayu Tamai Ida Bhikkhave Bhikkhu Sanda Tamari Patana Tinkhara Tamanangata Iti Pada Bhaveti Vadiya Tamari Patana Tinkhara Tamanagata Iti Pada Bhaveti Saita Tamadi Padhana Tinkhara Tamanagata Iti Pada Bhaveti Vimanda Tamadi Padhana Tinkhara Tamanagata Iti Pada Bhaveti To Imedan Stona Iti Padana Bhavi Tatta Bahuli Katata Akinkha Mano Katawa Taitiya Kapavati Dana Kapavati Dawa Idan Kho Bhikkhave Bhikkhu no Ayutame ရစရနာဘိက္ခုယဟန်တို့နော်ဘိက္ခုနောယဟန်ဤအာယုတမိန်အတက်သည်ကိဉ္စဘေနိဒါတော့မိကုံးဝကြအောင်နော်ဖြေဝကြတာဘိက္ခုယဟန်တို့ဣဒဤသာသနာတော်၌ဣဒဤ၌ပဲနော်ဒါဒီအနေထားမှာမလို့သာသနာလို့ထည့်ပြန်ဣဒဤသာသနာတော်၌ဒီစလုံးတစ်လုံးနဲ့နေရာပြဖို့ပေါ့နော်ဣဒဤ၌ဤ၌ဆိုတာဒီနေရာမှာသာသနာကိုရည်ညွှန်းတာဆိုဣသာသနာတော်၌ဘိက္ခုယဟန်သည်ဒါကတ္တဘုတ်ဒါနေရာပြတဲ့ဘုတ်ဘာဝေတိဖြစ်စေဤလို့ထည့်ပြန်ပွားများဤပါနော်မိမိတဏ္ဍာ၌ဖြစ်စေဤဒါကရိယာဘုတ်ဘိက္ခုကကတ္တဘုတ်ဒါကရိယာဘုတ်ဘာကိုဖြစ်စေတာလဲဆိုတော့ကံဘုတ်အဋ္ဌိပါဒံအဋ္ဌိပတ်ကိုအဋ္ဌိပါဒံအဋ္ဌိပတ်ကိုဘာဝေတိဖြစ်စေအဋ္ဌိပါဒကိုမှ information ဖြစ်ပြီးတဲ့စလုံးမှာ adjective သန္တာတမာတိဗราဏသင်္ခါရတမနာကတနောက်ဆုံးပဲတမနာကတဆိုတာပြည့်စုံတော့လို့တည်းဗျာပီလာဆောက်တည်တဲ့အခါမှာနဝင်ကတမနာကတဒီစလုံးပဲအင်္ဂါ9ပါးနဲ့ပြည့်စုံတော့အထင်ကတမနာကတအင်္ဂါ10ပါးနဲ့ပြည့်စုံတော့ဆိုတာတမနာကတတမ္ပနာကတမဟုတ်ပါတမနာကတတရဲ့မရဲ့နာငယ်နှလုံးစင်တမနာကတပြည့်စုံတော့လို့တည်းဗျာနောက်ကဒုတိယဝိပဿနာတော့သူကလည်းဒုတိယဝိပဿနာတော့တမနာကတံပြည့်စုံတော့အဋ္ဌိပါဒအဋ္ဌိပတ်တမနာကတရဲ့ရှေ့မှာစလုံးနေဘာနဲ့ပြည့်စုံတာလဲဆိုသန္တာတမာတိဗราဏသင်္ခါရနဲ့ပြည့်စုံတော့အဲ့တော့တိကျပါတာပြန်တော့သန္တာဟူသောအကြောင်းရှိသောတမာတိသန္တာတမာတိသန္တာဟူသောအကြောင်းရှိသောတမာတိဗราဏသင်္ခါရကိုအာထုတ်ကြောင်းတမ္မဗရံဝရိယဟူသောသင်္ခါရတို့နှင့်ပြည့်စုံသောသန္တာတမာတိဗราဏသင်္ခါရနှင့်ပြည့်စုံသောအဋ္ဌိပါဒအဋ္ဌိပတ်ကိုဘာဝေတိမိမိတဏ္ဍာ၌ဖြစ်စေပွားများ၏ပေါ့နော်အဋ္ဌိပတ်ကိုဖြစ်စေ၏နော်သန္တိဋ္ဌိပတ်ပေါ့
နောက်ကဒီဟာလေးပဲ꿰တာဝရိယတမာတိဗราဏသင်္ခါရတမနာကတံဣတိပါဒံဘာဝေတိဝရိယတမာတိဝရိယဟူသောအကြောင်းရှိသောတမာတိဗราဏသင်္ခါရကိုအာထုတ်ကြောင့်ဝရိယဟူသောသင်္ခါရနှင့်ပြည့်စုံသောဣတိပါဒံဘာဝေတိပေါ့နော်နောက်တစ်ခုကစိတ်တတမာတိဗราဏသင်္ခါရရှေ့ဆုံးကစိတ်တလေးပဲ꿰တာကျန်တယ်စိတ်ဟူသောအကြောင်းရှိသောတမာတိပေါ့နော်ဒါလေးပဲ꿰ဝိမာန်တာတမာတိဝိမာန်တာဆိုတာပညာကိုပြောတာပညာဟူသောအကြောင်းရှိသောတမာတိအာထုတ်ကြောင့်ဝရိယဟူသောသင်္ခါရတို့နှင့်ပြည့်စုံသောဣတိပါဒံဣတိပါကိုဘာဝေတိဖြစ်စေ၏ပြီးတော့မှတောဣမံစတုံနံဣတိပါဒနံဘာဝိတ္တဗဟုလိကတ္တခြေဆုံးကတော့တဲ့ထိုပုဂ္ဂိုလ်သည်ထိုယဟန်သည်ပေါ့နော်ခြေဆုံးကတော့ဒါကတ္တပုတိဋ္ဌေယကကရိယာပုတိဋ္ဌေယတိယဤတဲ့နော်ရှေ့ကအချိန်ကာလပြတာကပ္ပံဝါအာယုကပတ်လုံးတော်၎င်းကပ္ပဝတေတံဆိုကျွင်းကြံသောအာယုကပတ်လုံးတော်၎င်းဣဋ္ဌေယတိယဤဒါသောကတ္တဘုတိဋ္ဌေယတိယဤဆိုတာကရိယာဘုံအသက်ရှည်အောင်နေမယ်ဆိုရင်နေလို့ရတယ်လို့ပြောတာအာကင်ခမာနောဆိုတာအာကင်ခဆိုတာအလိုရှိတာပြောတာအာကင်ခမာနောအလိုရှိလာတော့သောအာကင်ခမာနောကပ္ပံဝါတိဋ္ဌေယကပ္ပဝတေတံဝါမြတ်စွာဘုရားမဟာပရိနိဗ္ဗာန်သုတ်တံမှာဟောတာနေမယ်ဆိုရင်သူနေလို့ရတယ်နေပါအောင်လို့ရှင်အနန္ဒာမလျှောက်ဘူးပေါ့နော်မလျှောက်တဲ့အတွက်ကြောင့်သူကမနေတော့လို့ဆုံးဖြတ်လိုက်ဒါပေမဲ့လို့ထုံးစံရမနေပါဘူးဒီဣတိပတ်၄ပါးရဲ့အစွမ်းကိုပြောပြခြင်းလို့ပြောတာလို့အဲ့လိုအဖြေပေးတာအဲ့ဒီဘောပဲဣတိပတ်၄ပါးပွားများမယ်ဆိုရင်တဲ့အသက်ရှည်ရှည်နေလို့ရတယ်ဗျာနေမယ်ဆိုရင်နေမယ်ဆိုရင်ပေါ့နေခြင်းနဲ့ဆိုရင်အာကင်ခမှာတော့ဒါပေမဲ့သူ့တက်တန်းအတိုင်းပဲနေရမှာပေါ့တရားဓမ္မ1000နေလို့တော့မရဘူးကပ်အာယုကဆိုတာဒီနာတက်တန်းပြည့်အောင်အဲ့ဣမေတံစရုဏဣတိပါဒနံဘာဝိတ္တဣမေတံမှာလည်းနံဝိပဿနာတာဣမနောမှာနံဆက်တော့တန်ပြောင်းသွားတာစတုနောမှာလည်းနံဆက်တာစတုံနာငါပေါ်လာတာဣတိပါဒမူရင်းစလုံးနံဆက်တော့ရှေ့ရအာကအာပြောင်းတော့ဣတိပါဒနာသူကဝိပဿတူတယ်ဣမေတံစတုနာဣတိပါဒနာဣတိပါဒနာနံဝိပဿနာတယ်ပုံမှန်အားဖြင့်ဆိုရင်တော့နံဆိုလို့ရှိရင်တို့အာတို့ဤပေါ့နော်အဲ့လိုပြန်တယ်ဒါပေမဲ့ဒီနေရာမှာနောက်ကစလုံးကြောင့်နော်ဘာဝိတ္တနောက်ကစလုံးပေါ့နော်ဒါဒီစလုံးကြောင့်သူကရှေ့ကတို့အာတို့ဤလို့မပြန်
ကံပုံအနေနဲ့ပြန်မယ်ပေါ့တို့ကိုစတုဏံ၄ပါးကုန်သောဣမေတံအဋ္ဌိပါဒနာဤအဋ္ဌိပတ်တို့ကိုဘာဝိတတ္တမိမိတန်တန်၌ဖြစ်စေအပ်ကုန်သည့်အဖြစ်ကြောင့်နောက်တနည်းဆိုရင်တော့သူ့ရဲ့မူရင်းတိုင်းပြန်လာပါစတုဏံ၄ပါးကုန်သောဣမေတံအဋ္ဌိပါဒနာဤ၄ပါးတို့ဤအဋ္ဌိပတ်၄ပါးတို့ဘာဝိတတ္တမိမိတန်တန်၌ဖြစ်စေအပ်ကုန်သည့်ဖြစ်ကြောင့်ဘဟုလီကတ္တတာဘဟုကဘဟုလဆိုတာကျိန်ဖန်များစွာလို့ထည့်ပြန်ကတ္တကပြုပြီးတာကိုပြောတာဘဟုလီကတ္တတာကျိန်ဖန်များစွာပြုအပ်ကုန်သည့်ဖြစ်ကြောင့်ကျိန်ဖန်များစွာအလေးလာပြုအပ်ကုန်သည့်ဖြစ်ကြောင့်ဒီအဋ္ဌိပတ်၄ပါးကိုပွားများထားတယ်နောက်ကျိန်ဖန်များစွာလေးလာထားတဲ့အတွက်ကြောင့်ဒါကတော့အကြောင်းပြ cause ကိုပြတာနော်ဘာဝိတတ္တဘုလိကတ္တအာကင်ခမာနောအလိုရှိတော်တယ်နော်ကပ္ပံဝါအာယုကပ္ပလုံး၎င်းကပ္ပဝသေတံဝါကျင်းသောကပ္ပလုံးတော်၎င်းတိဋ္ဌိယတိယဘေခွေယဟန်တို့ဘေခုနောယံအာယုတမေအသက်တိဣဒံကိုဣတိပင်ဒီရနော်နောက်တစ်ခုဆိုကြည့်မယ်နော်ကိဉ္စဘိက္ခွေဘိက္ခုနောဝဏ္ဏသမိန်ကိဉ္စဘိက္ခဝေဘိက္ခုနောဒုက္ခသမိန်ဝဏ္ဏသမိန်ဝဏသမိန်ဣဒဘိက္ခဝေဘိက္ခုဣဒဘိက္ခဝေဘိက္ခုသီလဝါဟောတိသီလဝါဟောတိပါတိမောက္ခတံဝရတံဟုသောဝိဟရတိပါတိမောက္ခတံဝရတံဟုသောဝိဟရတိအာစာရဂောစရတံပံနောအာစာရဂောစရတံပံနောအနုမတ္တေတုဝိစေတုအနုမတ္တေတုဝိစေတုဘယဒတ္တဝီဘယဒတ္တဝီသမာဒါယတိခတိတိခာပရေတုသမာဒါယတိခတိတိခာပတိတုဣဒံခောဘိက္ခဝေဘိက္ခုနောဝဏ္ဏသမေဣဒံခောဘိက္ခဝေဘိက္ခုနောဝဏ္ဏသမေတစ်ခါပြန်sayပါကိဉ္စဘိက္ခဝေဘိက္ခုနောဝဏ္ဏသမေဣဒဘိက္ခဝေဘိက္ခုသီလဝါဟောတိပါရိမောက္ခတံဝရတံဟုသောဝိဟရတိအာစာရဂောစရတမနောအနုမတ္တိတုဝိစေတုဘယဒတ္တဝီသမာဒါယတိခတိတိခာပတိတုဣဒံခောဘိက္ခဝေဘိက္ခုနောဝဏသမေအဘောကအပိုက်ကအသက်အားဖြင့်တိုးပွားလိမ့်မည်ဝဏ္ဏအားဖြင့်အစင်းအားဖြင့်တိုးပွားလိမ့်မည်ပြောတာအစင်းဆိုတာဘာလဲလို့မေးစရာရှိတာဘိက္ခုယဟန်တို့ဘိက္ခုနောယဟန်ဝဏ္ဏတမိန်အစင်းတီပေါ့နော်ဒီတမိန်ကိုတီလို့ပြန်တယ်ကိဉ္စက question ကဘာလဲပေါ့အစင်းကဘာလဲဒါပေမဲ့ဒီညမှာအထာဂရာရှင်းပြတယ်ဒါယဟန်ရဲ့အသက်ဆိုတာဘာလဲဆိုတော့ခုနအဋ္ဌိပတ်၄ပါးလို့ပြောတာအဋ္ဌိပတ်၄ပါးကအကြောင်းအသက်ရှိတာကအကျိုးတိကျကျပြောရင်အသက်ရှိခြင်းရဲ့အကြောင်းတွေကဘာလဲလို့မေးချင်တာပြောချင်တာဒါပေမဲ့လို့အဋ္ဌိပတ်၄ပါးကအကြောင်းအသက်ရှိတာအကျိုးအဲ့ဒါကိုမေးခွန်းမှာကြတော့အသက်ကဘာလဲလို့မေးတော့သူပြောချင်တာအသက်ရှိခြင်းရဲ့အကြောင်းကဘာလဲလို့မေးတာဒါပေမဲ့
အသက်ရှိခြင်းအကြောင်းဆိုပြီးတော့အကြောင်းမပါတော့အသက်ကပါလဲဆိုတော့အကျိုးတရားကြီးကိုမေးတာတကယ်တမ်းသူပြောချင်တာအကြောင်းတရားကိုမေးချင်တယ်သူကဒီစလုံးကတင်စားထားတာပေါ့ဖလူပစာလို့ခေါ်တဲ့အကျိုးပေါ်မှာတင်စားပြီးတော့ပြောတာအသက်ကအကျိုးနော်ဒီအိဋ္ဌိပတ်၄ပါးပွားများတာကအကြောင်းအသက်ရှိဖို့ဆိုရင်ဒီအိဋ္ဌိပတ်၄ပါးပွားများတခါအစင်းတိုးပွားမယ်ဆိုရင်အစင်းကဘာလဲပေါ့နော်အစင်းတိုးပွားခြင်းအကြောင်းကဘာလဲလို့မေးတာဒါပေမဲ့ तू ကအစင်းတိုးပွားခြင်းအကြောင်းဆိုရင်အကြောင်းမပါတော့အစင်းကဘာလဲအဲ့လိုဖြတ်မေးတယ်လို့ဖြစ်တာပေါ့နော်ပြောချင်တာအစင်းတိုးပွားခြင်းအကြောင်းအစင်းတိုးပွားဖို့ဆိုရင်သီလကအကြောင်းအစင်းလှတာကအကျိုးဒါပေမဲ့အကျိုးတရားကြီးနဲ့ तू ကမေးတာအစင်းလှခြင်းအကြောင်းကဘာလဲအဲ့လိုမမေးဘူးအစင်းလှတာဘာလဲအဲ့လိုမေးတာအဲ့တော့ဘိက္ခုယဟန်တို့ဒါခေါ်တဲ့စလုံးပေါ့ဘေခုယဟန်တိဒါကတ္တဘုဟောတိဖြစ်ပေါ့နော်ဟောတိဖြစ်တယ်ဆိုတာအဓိပ္ပာယ်မပါသေးဘူးယဟန်တိဖြစ်နောက်ထပ်ကတ္တဘုတဘောထည့်သီလဝါသီလရှိတိဖြစ်တကယ်လို့ဒီဟာဟောတိကိုမြုပ်လိုက်လို့ရှိရင်လည်းဒါဘေခုယဟန်တို့ဣဒိုင်လောကနဲ့ဘေခုယဟန်တိသီလဝါသီလရှိပေါ့နော်ဘီဘတ်ကိုမြုပ်လိုက်တာပေါ့နော်အဲ့လိုစာရည်လည်းခဏခဏပါတယ်ဒါကဘီဘတ်ကိုပေါ်ထားတာပါမမြုပ်ပြလိုက်ပါနေတယ်ဒါဗတ်ပဲနော်တိကပိစ္ဆုပန်တတ်ပါစအနေကိန်းပါဘေခုယန်ဒီဟောဒီဖြစ်ဘာဖြစ်တာလဲဆိုရင်တိလဝနောက်ထပ်ကတ္တဘလို့တိလရှိတိဖြစ်ဣဒါမှာတိလရှိတိဖြစ်နောက်ကတိလရှိပုံကိုပဲပြောပြတာပါတိမောခတံဝရတံဥတော်ပါတိမောခဆိုတာဥစဉ်နေကျင့်ရမယ်220ခုပြောတာပါတိမောတိလတံဝရစောင့်စည်းတာပါတိမောခတံဝရသီလတံဝရပါတိမောခတံဝရကိုပါတိမောခတံဝရလို့ပဲပြန်တယ်ပါတိမောခတံဝရသီလဖြင့်တန်ဥဒ္ဒဆိုတာစောင့်ထားတော့လို့တည်းပြန်စောင့်အပ်တော့ကာယဝါရဝစီဒွါရရှိသည်သူကအဲ့ဒါပဲဝိဟရတိနေကြီးပေါ့နော်ဘယ်လိုနေရလဲဆိုရင်ဘေခုယဟန်ဒီဝိဟရတိနေကြီးပေါ့နော်ဒီဝကြထဲမှာကတ္တဘုံမပါအောင်ရှေ့ဝကြမှာပါတယ်ဘေခုယဟန်ဒီဝိဟရတိနေဘေခုယဟန်ဒီဟောတိဖြစ်ဘေခုယဟန်ဒီဝိဟရတိနေဘယ်လိုနေတာလဲဆိုတာဒါအဲ့ဒါပဲပထမဝိပဿနာရေးထားတယ်ပါတိမောခတံဝရတံဥဒ္ဒသိစေဩပြောင်းတာပုရိသောနဲ့တူတယ်အာစာရဂောစရတံပန္နသိစေဩပြောင်းသူကအဲ့ဒါပဲအလုပ်လုပ်တယ်ပေါ့နော်ဝိဟရတိနေဘယ်လိုနေတာလဲနေခြင်းတို့နေတာလားဆိုတော့မဟုတ်ဘူးပါတိမောခတံဝရသီလပါတိမောခတံဝရတံဥတော်ပါတိမောခတံဝရသီလဖြင့်စောင့်အပ်သောကာယဝစီဒွါရရှိသည်သီလစိတ်နဲ့နှုတ်ကိုပဲကိုယ်နဲ့နှုတ်ကိုပဲထိန်းတာဒီပါတိမောခတံဝရသီလယဟန်နေကျင့်ရမယ်220ခုကျင့်လို့ရှိရင်ပါးစပ်ကိုလည်းထိန်းပြီးသားဘော်ဒီကိုလည်းထိန်းပြီးသားအောင်နော်စိတ်ကိုတော့ထိန်းလို့မရသေးဘူးသီလကကိုယ်နဲ့နှုတ်ကိုပဲထိန်းတာစိတ်ကြတော့တရားထိုင်ပြီးမှထိန်းလို့ရတယ်ဘိက္ခုယဟန်ဒီဝိရတိနေဘယ်လိုနေရလဲဆိုရင်220ခုထိန်းပြီးတော့နေတယ်လို့ပြောတာနော်အာစာရဂောစရတံပန်တော့အကျင့်ကျက်စားရာအရနဲ့ပြည့်စုံသည်အာစာရဆိုတာအကျင့်ဂောစရဆိုတာကျက်စားရာတံပန်နဆိုတာပြည့်စုံသည်အကျင့်ကျက်စားရာနဲ့ပြည့်စုံသည်ဖြစ်၍ဆိုတာလေးကထည့်ပြန်တာဒီစလုံးကတော့အဓိပ္ပာယ်မထွက်ဘူးပါဠိလိုထည့်မယ်ဆိုဟုတ်တော်ဖြစ်၍ခြေကဟုကနော်ရုပေါ့နော်နောက်ကတွာကရွေ့ဆိုအဲ့ဒါပဲစလုံးလေးထည့်လိုက်တာဒါကတော့ကတ္တဘုတ်ပဲသူ့နောက်မှာအဲ့ဒါပဲစလုံးလေးထည့်လိုက်တာမပါလိုက်ဟာဟုတ်တော်ဖြစ်၍အာစာရဂောစရတံပန်တော့အကျင့်ကျက်စားရနဲ့ပြည့်စုံဟုတ်တော်ဖြစ်ဝိရတိနေသီလစောင့်ထိန်ပြီးတော့နေရလို့ပြောတာဘယ်လောက်ထိစောင့်တယ်လဲဆိုရင်အနုမတ်တေတုဝိစေတုဘယတတဝီအနုဆိုတာအလွန်သေးတာလေးကိုပြောတာအနုမြူပြောတာမတ္တဆိုတာပမာဏပေါ့အတိုင်းရှိသူကတိုးနိုင်ပါနော်ဝိဇ္ဇဆိုတာအပြစ်နောက်ကသူကတော့ဝိဇ္ဇအပြစ်နောက်ကသူကတိုးနိုင်ဆိုဝိစေတု
အပြစ်တို့၌လို့တဲ့ဗျာအာကုသိုလ်အပြစ်တို့၌ဘလောက်အာကုသိုလ်ပြစ်လဲဆိုရင်အနုမတ်တေတု information ဖြည့်ပေးတာ adjective ပဲတော့ဝိဘတ်တူတယ်အနည်းငယ်အတိုင်းရှိကုန်သောဝိစေတုအပြစ်တို့၌အာကုသိုလ်အပြစ်တို့၌ဘယတတ္တာဝီဘယဆိုတာဘေးပေါ့ဓတ္တာဝီဆိုတာမြင်လေးမြင်ထားရှိတယ်ရှုလေးရှိတယ်ဘေးဟုရှုလေးရှိသည်ဟုတ်တော်ဖြစ်၍ဘေးဟုရှုလေးရှိတယ်ဆိုတာသူကအာဘကတော့တိတိလေးပဲတယ်နော်ဒါပေမဲ့ထင်ရှားအောင်ဘာသာပြန်တော့ပါရာဇိကအလားဘေးဟုရှုလေးရှိသည်မြင်းမို့တောင်အလားဘေးဟုရှုလေးရှိသည်ဟုတ်တော်ဖြစ်၍နော်ရုပ်ရှင်ကြည်တာတရင်နားထောင်တာတရှင်းနားထောင်တာအစအကြီးပုံစံမျိုးနဲ့သူကရှောင်ကျင်တယ်လို့ပြောတာအနုမတ်တေတုဝိစေတုဘေယတတ္တဝီတမာဒါယတိခာပရိတုတိခာပုဒ္ဓ၌တိခာပရမူရင်းဆိုတော့သူကဝိပဿနာတော့နောက်ကသူရှိတော့ရှေ့အားကအိပ်ပြောင်းဒါပရိတေတုတိုင်းပဲတိခာပုဒ္ဓနဲ့တမာဒါယကောင်းစွာယူ၍ဝါဆောက်တည်၍တိခတိကျင့်ဘိက္ခုယံဒီတိခတိကျင့်ဘာတိခာပုဒ္ဓမှာကျင့်တယ်ဘလောက်ဒီလဲဆိုရင်အတိတိလေးတော်မှာအကြီးလို့ထင်ပြီးတော့ကျင့်တယ်လို့ပြောတာဘိက္ခုယံတို့ဘိက္ခုနောယံဤဝဏ္ဏတမေအစင်းသည်ဣဒံကောဣတိပင်သည်တိလကျင့်လို့ရှိရင်တိလကြောင့်စိတ်ချမ်းသာတဲ့အခါမှာမျက်နာတွေကြည်လည်နာပေါ့နောက်ဝဏ္ဏတစ်ခုကလူတွေကရှိမွမ်းတယ်ပေါ့နော်ယံနေတိလကျင့်မယ်ဆိုရင်လူတွေကကြည်ညိုမယ်ရုပ်ဆင်းအင်္ဂါပြည့်စုံတယ်ဆိုတာစိတ်ချမ်းသာတော့စိတ်ချမ်းသာတော့ရုပ်လဲကြည်တာအဲ့ဒါကိုပြောတာတိလကျင့်တာအကြောင်းပေါ့ရုပ်ဆင်းအင်္ဂါပြည့်စုံတာအကျိုးပေါ့နော်ဒါပေမဲ့အဲ့လိုပြည့်စုံဖို့အတွက်ဝဏ္ဏတိုးပွားလိမ့်မယ်လို့ပြောတာဝဏ္ဏတိုးပွားလိမ့်မယ်ဝဏ္ဏတိုးပွားအောင်ဘယ်လိုလုပ်ရမလဲလို့မေးရတိုးပွားခြင်းအကြောင်းပေါ့ဒါပေမဲ့ဝဏ္ဏဆိုတာဘာလဲလို့မေးတော့သူကအကြောင်းကိုမမေးဘဲနဲ့အကျိုးကိုမေးတယ်လို့ဖြစ်နေမေးချင်တာအကြောင်းမေးတာကအကျိုးဆိုတော့အကျိုးကိုတင်စားပြီးတော့မေးတယ်လို့ပြောတာတခေါက်ပြန်ဖတ်ကြည့်အောင်ကိစ္စဘိက္ခဝေကိစ္စဘိက္ခဝေဘိက္ခုနောဝနတမေဣဒဘိက္ခဝေဘိက္ခုတိလဝဟောတိပါရိမောက္ခတံဝရတံဟုတောဝိဟရတိအာစာရဂောစရတမနောအနုမတ္တိတုဝိစေတုဘယဒတ္တာဝီတမာဒါယသိခတိသိခာပတိတုဣဒံခောဘိက္ခဝေဘိက္ခုနောဝနတမေဒီနေ့ဒီမှာပဲရထားတရားထိုင်